မင်္ဂလာပါ teacher ကတော့ KT ရဲ့ Education Center ရဲ့ teacher ခင်သန်းတွေပဲဖြစ်ပါတယ်ဒီနေ့ကတော့ teacher က relative clause အကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ် relative clause ကအကြောင်းအရာလေးမှာ teacher တို့ relative clause ကဘာကိုအထူးပြုလဲဆိုတာကိုအရင်ဆုံးသိထားရမယ်နော် relative clause ဆိုတာကလေ noun တော့မဟုတ်လို့ရှိရင် pronoun ကိုအထူးပြုဖော်ပြတယ်အဲ့ဒါတစ်ချက်သိထားရမယ် relative clause ဆိုတာက noun တော့မဟုတ်ရင် pronoun ကိုအထူးပြုဖော်ပြတယ်အဲ့တော့ relative pronoun ကိုအရင်ဆုံးတော့သိထားရမယ် relative clause လို့ပြောလိုက်လို့ရှိရင်ကျွန်တော် relative pronoun တွေဖြစ်တဲ့ who တွေ whom တွေ whose တွေ which တွေ that တွေကိုအသုံးပြုပြီးတော့မှဝါကျနှစ်ကြောင်းကိုရှည်လျားတဲ့ဝါကျအနေနဲ့ပြုလုပ်ဖို့အတွက်သုံးတာဖြစ်တယ်အဲ့တော့ဆိုလိုတာက who တို့ whom တို့ whose တို့ which တို့ that နဲ့noun တော့မဟုတ် pronoun ကိုအစားထိုးပြီးသုံးလိုက်ပြီးတော့မှဝါကျအရှည်ကြီးရေးတာကိုဆိုလိုတာဖြစ်တယ် clause ဆိုတာဘာတော့ဆိုတာအရင်သိထားရတယ် clause ဆိုတာကတော့တချို့ clause တွေမှာသူကဝါကျရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ပြီးပြည့်စုံတဲ့ဝါကျတော့မဟုတ်ဘူးဝါကျတစ်ကြောင်းအနေနဲ့တည်ရှိနေတာမဟုတ်ဘဲနဲ့ဝါကျခွဲအနေနဲ့တည်ရှိတာဥပမာဒီမှာကြည့်ကြည့်အောင် a group of scientists who have examined a number of studies from across the world လို့ပြောရင်အဲ့ဒါဒီ clause ပါဟာတိချေဘာလို့လဲ have suggested 10 ways to achieve happiness ကကြတော့ခုနကဒီ have suggested က verb ဖြစ်တယ်10 ways to achieve happiness ကကျတော့ object ဖြစ်တယ်။ကဲဒါဆိုဒီကောင်တစ်ခုလုံးကရှေ့မှာ verb ရဲ့ရှေ့မှာပါလို့ရှိတော့ subject ဖြစ်တယ်။ဒါဆိုရှေ့ကခုနတိကျဝင်ခတ်ထားတဲ့ကောင်တွေအကုန်လုံးက subject အလုပ်ကိုလုပ်တယ်။ဒါပေမဲ့ဒီကောင်ကိုကျတော့ clause လို့ခေါ်ရတယ်။ဘာလို့လဲသူဒီဝါကျရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်နေတယ်။နောက်တော့ who ဆိုတဲ့ relative pronoun နဲ့လာဆက်ထားတဲ့အတွက်ဒီ a group of scientists ကနေပြီးတော့ဒီ across the world အထိကိုကျွန်တော် clause လို့ခေါ်တယ်။ကဲဒီနားလဲလိမ့်မယ်လို့ထင်တယ်နော်။ကဲဆက်သွားကြည့်အောင် To reduce stress many people practice meditation which is also known as mindfulness ကဲဒါဆိုရင်ခဏလူသားတွေကကိုယ့်ရဲ့ stress ကိုဖြေရှာဖို့အတွက်ဒီ meditation လို့ခေါ်တဲ့တရားထိုင်တာအောင်လုပ်တယ်အဲ့ဒီကောင်ကျတော့ mindfulness စိတ်ငြိမ်အောင်ကျင့်ချင်းလို့စိတ်ကိုတတိထားစောင့်ကြည့်တာမျိုးလို့ခေါ်တယ်လို့ပြောတယ် mindfulness လို့ခေါ်တယ်ပေါ့ကဲဒါဆိုကျတော့တွားကြည့်လိုက်ရအောင် which is known as mindfulness ကိုတွေ့တယ်ဟုတ်အဲ့ဒီမှာ which လို့ပြောတဲ့ကောင်ဒီ teacher တို့ဒီအပေါ်က relative pronoun ဖြစ်တယ်အဲ့တော့အဲ့ဒီ relative pronoun ဘယ်သူကိုအထူးပြုတာလဲဆိုmeditation ကိုအထူးသွားပြုတယ်ဒါကြောင့်မလို့အဲ့ဒီ meditation ဆိုတဲ့ noun ကိုအထူးပြုပြီးတော့မှသူ့ရဲ့ relative pronoun ဖြစ်တဲ့ which ကိုအသုံးပြုထားတယ်ဒါကြောင့်မလို့သူ့ကို which is also known as mindfulness ကို teacher တို့ဘာလို့ခေါ်တာလဲဆို relative clause လို့ခေါ်တယ်ဒီမရှင်းတာရှိလားဒီပေါ်ကိုလည်းပြန်ပြီးတော့ဘာကိုစားပြုတာလဲလို့ပြော a group of scientists ဆိုရဲ noun ကိုကိုစားပြုတယ်ပြီးတော့ဗာနဲ့ဆက်ထားလဲ relative pronoun who နဲ့ဆက်ထားတယ်အဲ့ဒီ who ကနေစပြီးစလုံးနှစ်နဲ့ရေးထားတဲ့ကောင်ကျွန်တော်ဘာလို့ခေါ်ရလဲ relative clause လို့ခေါ်ပါတယ်တကယ်တော့ clause ပဲဝါကျခွဲပဲတော့ who ဆိုရဲ relative pronoun ကိုတုံးတဲ့အတွက်ဒီကျွန်တော်တို့ဘာလို့ခေါ်ရလဲ relative clause လို့ခေါ်လိုက်တယ်ကဲဒါဆိုဒီနားလဲတယ်လို့ထင်တယ်နော်ကဲနောက်တစ်ခုဒီမှာလဲဒီလိုပဲနံပါတ်1မှာလဲ to reduce stress many people practice meditation which is also known as mindfulness ဒါဆိုဒီချော relative pronoun အရင်ရှာကြည့်လိုက်တယ်ဘာတွေ့လဲ which ဆိုရဲ relative pronoun ကိုတွေ့တယ်အဲ့ဒီ which ဆိုရဲ relative pronoun meditation ဆိုရဲ noun ကိုစားပြုတယ်ပေါ့ဗျာဟုတ်တယ်ဟုတ်ဒါဆိုအဲ့ဒီကောင်ကိုစားပြုတဲ့ခုနကwhich is also known as mindfulness ကတိကျလို့ clause ဝါကျခွဲတစ်ခုနိုင်အနေနဲ့ဒါရက်တည်တယ်ဒါပေမဲ့ဒီမှာကျတော့ဘာတွေ့လဲ which ဆိုရဲ relative pronoun တွေ့တဲ့အတွက်သူ့ကိုဘာလို့ခေါ်တာလဲဆို relative clause လို့ခေါ်တယ်ဒါကြောင့်မလို့ teacher တို့သိထားမှာက noun ကို relative clauses ဆိုတာက noun တော့မဟုတ်ရင် pronoun ကိုအထူးပြုဖ
ဖော်ပြတဲ့အရာတွေဖြစ်တယ်သို့တော့သူ့ relative လို့ဘာလို့ထည့်လိုက်လဲဆို relative pronoun တွေဖြစ်တယ် who whom whose which that ကိုအသုံးပြုပြီးတော့မှဆက်ထားလို့သူ့ကိုကျွန်တော်တို့ relative clause လို့ခေါ်လိုက်တယ်ဒီထိမရှင်းတာရှိလားဒါဆိုနောက်တစ်ခုနှုတ်သိရမှာ noun ကိုအထူးပြုဖော်ပြလို့ရှိရင်တော့ဒီကျွန်တော်တို့ comma ထည့်စရာမလိုဟာ teacher ဘာလို့လဲဒီမှာတွားကြည့်ပြလိုက်တယ်ကျွန်တော် a group of scientists ကိုတွားကြည့်လိုက်တော့ noun group ဖြစ်နေတယ်အဲ့ဒီကောင်အထူးပြုဖော်ပြတဲ့အတွက် teacher တို့သူ့ကိုဘာထည့်စရာမလိုဆို comma ထည့်ပေးစရာမလိုဘူး noun ကိုအထူးပြုဖော်ပြရင် comma မလိုဘူး noun ကိုအထူးပြုဖော်ပြတာမဟုတ်ဘဲနဲ့အချက်အလက်ကိုပို့ပြီးတော့ဖော်ပြရင် comma ထည့်ရမယ်ဒါဆို example 1နဲ့2ကိုတစ်ချက်ကြည့်မယ်ဒီမှာကြည့် a group of scientists ကသူကဘာကိုဖော်ပြတာလဲဆိုခုနက noun ကိုအထူးပြုဖော်ပြတဲ့အတွက်သူ့မှာဘာထည့်စရာမလိုလဲ comma ရှေ့မှာခံစရာမလိုဘူးဒုတိယဝါကျကိုတွက်ကြည့်လိုက်တဲ့အခါမှာ noun ကိုအထူးပြုဖော်ပြတာမဟုတ်ဘဲနဲ့အချက်အလက်ကိုခုနကအချက်အလက်ဖြစ်တဲ့ stress ကို short ကြဖို့လူတွေတော်တော်များများဟာ meditation practice လုပ်တယ်ဆိုရင်အချက်အလက်ကိုဖော်ပြရင်တဲ့အခါမျိုးမှာဆိုရင်တော့ကျွန်တော်တို့ဗာထည့်ရလေ comma ထည့်ရမယ်အဲ့တစ်ချက်ကလေးကိုတော့တည်ထားဖို့လိုတယ်ကဲဒါဆိုကြည့်အတိကအသုံးများတဲ့ relative pronoun တွေကိုသိရမယ်အဲ့ဒါကတော့ teacher တို့ဗာလဲဆို who whom whose which that ပဲဖြစ်တယ်ဒါဆို teacher တို့အသေးစိတ်တွားကြည့်ရအောင်ဒါဆိုရင် who လို့ပြောရင်လူ subject ကိုမေးတာပေါ့ဒါဆိုလူ subject ကိုကအထူးပြုခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ relative pronoun ကဘာကိုသုံးရမလဲဆို who ကိုသုံးပြီးတော့မှဆက်ပေးရမယ် The girl who calls me is my sister ငါ့ကိုခေါ်တဲ့ကောင်မလေးကငါရဲ့အမဖြစ်တယ်ဒါဆိုဒီ who ဒီရှေ့က the girl ဆိုတဲ့ noun ကိုအထူးပြုတယ်ပြီး the girl ဒီ subject အလုပ်ကိုလုပ်တယ်လူ subject ဖြစ်တဲ့အတွက်ကျွန်တော်ဗာနဲ့ဆက်လဲ who နဲ့ဆက်တယ်ဒီဒီမရှင်းတာရှိလားဆက်ကြည့်မယ်လူ object ဆိုရင်တော့ဒီကျွန်တော် whom နဲ့ဆက်မယ်ဒါဆိုလိုတာကဒါဘာလဲဆိုဒီရဲ့ relative pronoun ဒီ subject ပြုလုပ်သူအနေနဲ့သုံးတဲ့ relative pronoun ဆိုရင် who နဲ့ဆက်ပြီးတော့ object ခံရသူအနေနဲ့အသုံးပြုတဲ့ pronoun တွေအတွက်ဆိုရင် whom နဲ့ဆက်ရမယ်ဒါလေးကိုသိရမယ်ဆိုလိုတဲ့အဓိပ္ပာယ်က subject ပြုလုပ်သူအနေနဲ့သုံးထားတဲ့ relative pronoun ကို subject relative pronoun လို့ခေါ်ပြီးတော့မှခုန object ခံရတဲ့သူအနေနဲ့အသုံးပြုထားတဲ့ relative pronoun ကိုတော့တချို့တို့ဘာလို့ခေါ်လဲ object relative pronoun လို့ခေါ်တယ်ကဲဒါဆိုကြည့်ရအောင် object ခံရသူအနေနဲ့သုံးတယ်ဆိုလို့ရှိရင် The man whom you met is a doctor ဟာတီချာရေ whom က the man ဘေးနားမှာရေးထားတယ်ဒါကျမတို့ဘာဖြစ်လို့ကျွန်တော်တို့ who ဘာလို့မရေးထားမပြောတာတော့ဘာလို့မသုံးတာတော့အဓိပ္ပာယ်ကိုဘာသာပြန်ကြည့်မယ် The man whom you met is a doctor နေတွေ့လိုက်တဲ့သူကဆရာဝန်ဖြစ်တယ်နေတွေ့လိုက်တဲ့သူပြုလုပ်တဲ့သူက you ဆိုတဲ့တဲ့နေတွေ့လိုက်တဲ့သူတွေ့လိုက်တဲ့သူဆိုတာကခံရတဲ့ကောင်ဒါကြောင့်မလို့ object အနေနဲ့သုံးတာအဲ့တော့ခံရတဲ့ object အနေနဲ့သုံးတဲ့အတွက်ကျွန်တော်ဘာနဲ့ဆက်ရတာလဲ whom နဲ့ဆက်သုံးရတယ်ဒါကြောင့်ဒီ whom ဒီဘာ relative pronoun လဲဆို object အနေနဲ့အသုံးပြုထားတဲ့ object relative pronoun ဖြစ်တယ်ဒီဒီမရှင်းတာရှိလားကဲဒါဆိုနောက်တစ်ခုလူမဟုတ်ဘူးအရာဝတ္ထုတရိษံဆိုရင်ကျွန်တော်ဘာသုံးလို့ရလဲဆို which ကိုဆက်သုံးလို့ရတယ်ကြည့် The book which bought is interesting ဝယ်လာတဲ့စာအုပ်ကတိတ်စိတ်ဝင်စားစရာကောင်းတယ်ကဲဒါဆိုရင်ဒီရဲ့ which ကဘယ်သူ့ကိုပြောတာဆို the book ဆိုတဲ့ noun ကိုပြောတာအဲ့ဒီ the book ဆိုတဲ့ noun ဒီဘာလဲအရာဝတ္ထုကိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်ဘာသုံးလိုက်လဲ which ဆိုတဲ့ relative pronoun ကိုသုံးလိုက်တယ်ဆိုဒီဒီမရှင်းတာရှိလားဆက်ကြည့် defining clause ဖြစ်တဲ့ကိုကအထူးပြုချင်တဲ့နော်အထူးပြုချင်တဲ့လူအရာဝတ္ထုသုံးပုံတရိษံပေါ့ဗျာအဲ့ဒါတွေအတွက်တချို့တို့ that ကိုသုံးလို့ရတယ် the dog that box is mine မှာတွားကြည့်လိုက်တယ် TH80 that ကိုတွေ့တယ်ကျွန်တော်
အဲ့တော့ THAT that လို့ပြောရင်သူဒီတရိတ်ဆန်ကိုရည်ညွှန်းထားတာဖြစ်တယ်ဒါဆိုရင်ခုနက the dog ကိုအထူးပြုတယ်အဲ့တော့ the dog ဒီ noun ဖြစ်တယ်သူဒီတရိတ်ဆန်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျတို့ဘာဖြစ်လဲ THAT that နဲ့သုံးထားလို့ရတယ်ဒါဆိုဒီထိမရှင်းတာရှိလားဒီမှာဒီချက်ချန်ခဲ့တယ်နော်တရိတ်ဆန်ဆိုပြီးတော့နော်ကဲဒါဆိုရင်ရပြီလို့မျှော်လင့်နေဆက်ကြည့်ဒါဆိုကျတို့ပိုင်ဆိုင်မှုကိုပြတယ်ဘသူဥစ္စာပိုင်လဲဒါဘသူဟာလဲလို့ပြောချင်တယ်ပိုင်ဆိုင်မှုကိုပြချင်တဲ့အရာတွေအတွက်သုံးချင်တယ်ဆိုရင် relative pronoun ကဘာကိုသုံးရလဲဆို whose ကိုသုံးပေးရပါတယ် This is the boy whose bag is stolen ဒီကောင်ရဲ့လေးရဲ့စပိန်ပဲပေါ့ခိုးခံရတာလေဘသူစပိန်လဲဒီကောင်လေးရဲ့စပိန်ဒါဆို the boy ဆိုတဲ့ခုနကထိုကောင်လေးပိုင်ဆိုင်တဲ့စပိန်လို့ပြောချင်တဲ့အတွက်ပိုင်ဆိုင်မှုကိုပြတဲ့အရာဖြစ်တယ် bike ဆိုတဲ့ပိုင်ဆိုင်မှုကိုပြတဲ့အရာဖြစ်တဲ့အတွက်ကျတို့ဘာနဲ့ဆက်သုံးရမလဲဆိုရင် whose နဲ့ဆက်သုံးပေးရပါတယ်ကဲဒါဆိုကျတို့သိထားရမှာကလူ subject လူဆိုရင် who နဲ့ဆက်မယ် object ဆိုရင်လူ object ဆိုရင် whom နဲ့ဆက်မယ်လူမဟုတ်အရာဝတ္ထုဒါမှမဟုတ်ရှင်တရိတ်ဆန်ဆို which နဲ့ဆက်လို့ရတယ်ဒါမှမဟုတ်ရှင် defining clause အနေနဲ့သုံးမယ်လူတရိတ်ဆန်အရာဝတ္ထုဆိုရင် teacher တို့ THAT that နဲ့ဆက်လို့ရပါတယ်ပိုင်ဆိုင်မှုကိုရည်ညွှန်းမယ်ဆိုရင် whose နဲ့ဆက်လို့ရပါတယ်ဒီထိမရှင်းတာရှိပါသလားကဲဒါဆိုဆက်မယ် relative adverbs ကိုဆက်ကြည့်အောင်အဲ့ဒီ relative adverbs ဆိုတာ teacher ဘာတော့ where when why ပဲဖြစ်တယ်ဒါဆို where နဲ့ဆက်ထားရင်လည်း relative clause when နဲ့ဆက်ထားရင်လည်း relative clause why နဲ့ဆက်ထားရင်လည်း relative clause ဖြစ်တယ်လို့ပြောလို့ရတယ်ကဲဒါဆိုသူ့အသေးစိတ်လေ့လာကြည့်မယ်နေရာကိုဖော်ပြခြင်းနဲ့ကိုဒီကိုသုံးမဲ့အရာဒီနေရာကိုဖော်ပြခြင်းနဲ့ဆိုရင်ကျတို့ဘာကိုသုံးလဲဆို where ကိုသုံးလို့ရတယ်ဟုတ်နော်အဲဆိုနေရာကိုပြခြင်း where သုံးမယ် This is the school where I studied အော်ဒါကျောင်းပေါ့ငါစာတွေလေ့လာခဲ့တယ်ပညာရေးသင်ခဲ့တယ်ကျောင်းပေါ့ဒါဆိုအဲ့ဒီနေရာကိုပြတဲ့အတွက်ကျတို့ဘာသုံးလဲ where ဆိုရ relative adverb ကိုသုံးတယ်နော်ကဲနောက်ခုအချိန်ကိုပြမယ်လို့ပြောရင်ကျတို့ဘာသုံးလို့ရလဲ when ကိုသုံးလို့ရတယ်ဒါဆိုဒီမှာ where when why တွေဒီမေခွန်းဝါကျအနေနဲ့လဲသုံးလို့ရတယ်လို့ clause အနေနဲ့လဲသုံးလို့ရတယ် question mark ပါရင်နော်ဒါဒီအမေးဝါကျဖြစ်မယ် question mark မပါဘူးရှေ့ကနေရာကိုရည်ညွှန်းတယ်ဆိုလို့ရှိရင်တော့ဒါဒီ relative clause အနေနဲ့အလုပ်လုပ်တယ်ဆိုတာသိထားရမယ်ရှေ့ကအချိန်ကိုရည်ညွှန်းတယ်ဆိုလို့ရှိရင် relative clause ကိုလို့သိထားမယ် why ကိုတွေ့တိုင်းမေးခွန်းမဟုတ်ဘူးအကြောင်းတော့ပြထားတယ်တိုးတော့အကြောင်းအရာပြပုတ်အနေနဲ့ခုနကဝါကျကိုဆက်ထားတယ်ဆိုလို့ရှိရင်ကျတို့တို့ relative clause အနေနဲ့သုံးထားတယ်ဆိုတာသိရမယ်ဒါကြောင့်မလို့ where when why တွေဒီ question mark ပါမှမေးခွန်းဝါကျဖြစ်တယ်ဆိုတာတစ်ချက်သိထားရမယ်ပြန်ပြောမယ်နေရာကိုပြရင်ကျတို့ဘာသုံးလဲ where အချိန်ကိုပြရင် when example ကြီး I remember the day when we met ငါတို့တွေ့ခဲ့တဲ့အချိန်ကိုငါတတိရတယ်ကဲဒါဆိုငါတို့တွေ့တော့အချိန်ကိုတတိရတယ်တွေ့တော့အချိန်ကိုဖြစ်တဲ့အတွက်အချိန်ကိုပေါ်ပြရဆိုတော့ when ကို when ဆိုရ relative adverb ကိုသုံးလိုက်တယ်ဒါဆို when we met လို့ပြောရင်ကျတော့အဲ့ဒါပါလဲဆို relative clause ဆိုတာသိထားရမယ်နော်ကဲဒါဆိုဒီထိမရှင်းတာရှိလား why အကြောင်းပြချက်ကိုကြည့်ရအောင်ဒါဆို teacher တို့ question mark ပါရင်တော့ question sentence ဆိုတာသိရမယ် question mark မပါဘူး clause အနေနဲ့သုံးမယ် why ကိုဘယ်အချိန်မှာသုံးလို့ရလဲအကြောင်းပြချက်တွေပေးတဲ့အခါမှာ why နဲ့ဆက်သုံးမယ် Tell me the reasons why you left နေငါ့ကိုဘာကြောင့်ထားခဲ့လဲဆိုတာကိုအကြောင်းပြချက်ပြောပြပါကဲဒါဆို the reason ဆိုတဲ့အကြောင်းပြချက်ကိုတောင်းဆိုတယ် reason ဆိုတဲ့အကြောင်းပြချက်ကိုပြောတဲ့အတွက် teacher တို့ဘာနဲ့ဆက်လိုက်လဲ why နဲ့ဆက်လိုက်တယ် why you left လို့ပြောရင်ကျတော့အဲ့ဒါဒီ relative clause ဖြစ်တယ်ဒါဆိုရင်ပြန်ပြောမယ်ကျတော့ခုနက relative adverb တွေဖြစ်တဲ့ where when why သုံးခုရှိတယ်အဲ့ဒါဒီ question ဝါကျအနေနဲ့သုံးတာမဟုတ်ဘူး question mark ပါမှသာ question ဝါကျဖြစ်တယ် where when why ဒီနေရာကိုပြတဲ့ပုံအနေနဲ့သုံးမယ်ဆိုလို့ရှိရင် where နဲ့ဆက်ပြီးတော့မှသုံးမယ်ဒါကြောင့် where I studied ဒီဘာ
ဘာဖြစ်သွားလဲဆိုနေရာကိုပြတယ်ခုနက relative clause ဖြစ်သွားတယ်ဒါကြောင့်မလို့ where နဲ့သုံးတယ်အချိန်ကိုဖော်ပြခြင်းနဲ့ဆို when နဲ့သုံးမယ် when we met the relative clause ဖြစ်သွားတယ် why အကြောင်းအရာကိုပြခြင်းကျွန်တော်ဘာနဲ့သုံးရလဲဆို why နဲ့ဆက်သုံးရပါမယ်ခုန why you left the relative clause ဖြစ်သွားတယ်ဒါဆိုဒီထိမရှင်းတာရှိလား okay ဆက်မယ် relative clause ဒီကျွန်တော်နှစ်မျိုးရှိတယ်အဲ့ဒါကတော့ defining နဲ့ non defining relative clause ပါကဲဒါဆို teacher ရေး defining နဲ့ non defining clause ဆိုတာဘာလဲ defining clause ဆိုတာကအတိကအချက်အလက်တွေကိုပဲဖော်ပြတဲ့ clause ကိုပြောတာအတိကအချက်အလက်တွေကိုဖော်ပြတဲ့ clause တွေဆိုရင် comma မလို့ဒါပဲခုနအပေါ်မှာလဲကျွန်တော်ဒီမှာရှိထားတယ်မမိသေးတယ်ဟုတ်ခုန noun တွေကိုအထူးပြုဖော်ပြရင် comma မလို့ဘူးအချက်အလက်တွေကိုအပေါ်ဖြည့်ပြီးဖော်ပြရင်ကျွန်တော်ဘာလို့လဲ comma လို့ရဲဆိုတာသိထားမယ်နော်အထူးပြုဖော်ပြရင်တော့ comma မလို့ဒါဆိုဒီလိုပုံစံပဲခုနက teacher တို့ defining clause non defining clause ကဒီလိုပဲ defining clause ဆိုတာအဓိကအချက်အလက်တွေကိုဖော်ပြတယ်ဒီလိုမျိုးဖော်ပြတဲ့ဝါကျတွေအတွက်ဆိုကျွန်တော်တို့ comma မလို့အဲ့လိုအတွက်ဆို relative pronoun မှာ comma ထည့်စရာမလိုဘူးเนาะတတိထားမယ်နော်ဒါမဲ့ who lives next door is an English teacher ဟောဘယ်သူကိုပြောတာလဲအရှိက teacher တို့the man ဆိုတဲ့ noun ကိုပဲအထူးပြုတယ်အချက်လက်တွေကိုဖော်ပြနေတာမဟုတ်ဘူးခုနက noun ကိုပဲအထူးပြုဖော်ပြတဲ့အတွက်ကျွန်တော်တို့သူ့ကို comma ထည့်စရာမလိုဘူးဟုတ်ပြီနော်ရမယ်နော် the phone that I bought is expensive ဒီမှာလဲအလားတန်တူပဲအတိကအကြောင်းအရာတွေပဲဖော်ပြတယ် the phone ဆိုတဲ့ noun ကိုပဲအတိကဖော်ပြတာဖြစ်တဲ့အတွက် comma မလို non defining clause ကအပိုစာသားတွေပါလာပြီဟုတ်လားဆိုလိုတာကအပိုအချက်တွေပါလာပြီဆိုလို့ရှိရင်တော့အဲ့ဒီရဲ့အပိုအချက်အလက်တွေကိုဖော်ပြတဲ့ဝါကျတွေကြားထဲမှာဘာလို့လဲဆို comma လို့တယ် comma ထည့်ရမယ်ဥပမာကြည့် my brother who lives in Yangon is a doctor တွေ့ပြီခုနက my brother comma who lives in Yangon comma is a doctor အဲ့တော့ဒီမှာသူဒီဘာလဲဆိုအပိုအချက်အလက်ကိုဖော်ပြတယ်အတွက် non defining clause ဘယ်သူ့မှအထူးပြုထားတာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ဗာထည့်လဲ comma ထည့်တယ်သိချာရမှာတစ်ခုကတော့အဲ့ဒီအပိုအချက်အလက်ကိုဖော်ပြတဲ့ဝါကျကွဲတွေမှာ comma ထည့်လို့ရတယ် comma ထည့်ရမယ်ဘာကိုတော့သုံးခွင့်မရှိဘူးတော့ဆို that ဆိုရဲ relative pronoun ကိုတော့သုံးပေးလို့မရဘူးကျန်တာသုံးပေးရမယ်ကြည့် this car comma which is red comma is very fast အဲ့တော့ကြည့်လိုက်တယ် which ကိုတွေ့ပြီး relative pronoun တွေ့ပြီးရှေ့ကတကားကိုရည်ညွှန်းတယ်မှန်တယ်ဘာတွေထည့်ထားလဲ comma တွေထည့်ထားတယ်ဘာလို့လဲသူအပိုအချက်အလက်တွေကိုဖော်ပြတဲ့အတွက် non defining clause ဖြစ်တယ်ဘာထည့်မလဲ comma ထည့်မယ်ဆိုဒီဒီမရှင်းတာရှိလားဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့ exercise ကိုလုပ်ကြည့်ပါဒီရဲ့ exercise ကြီးဖတ်စာအုပ်ထဲမှာလည်းရှိပြီးသားဖြစ်တယ်ဖတ်စာအုပ်ထဲမှာလည်းဖော်ပြပြီးသားဖြစ်တယ်ဒါကြောင့်မလို့ဒီ exercise ကိုတစ်ချက်လောက်လုပ်ပြီးတော့မှလေ့ကျင့်ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခုနက relative pronoun အကြောင်းသိလာမယ် relative adverb အကြောင်းပို့ပြီးတော့ကောင်းကောင်းရွေးချယ်တတ်လာမယ်ကဲလုပ်ကြည့်နော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်နော်ဘိုင်ဘိုင်